အခုဒီဗီဒီယိုမှာထုတ်ပြမှာကတော့ဒီကျိုးရဲ့ဒီ PU လက်တာကျိုးရှိလို့ရှိရင်ဒီကျိုးတက်လိုက်လဲရတယ်ဒါမှမဟုတ်လို့ရှိရင် handmade ဒီအမထုတ်ပြမဲ့ကျိုးပဲတက်ရှင်လဲရတယ်နောက်တစ်ခုကကြတော့အမဒီအိတ်ကိုလွယ်ကြည့်တဲ့အခါမှာဒီလိုပြောဒီအိတ်အဲ့လိုကြီးနောက်ဟဲ့လိုလန်ကျသွားတာမကြိုက်ဘူးလက်ကကြီးလက်ကကြီးကလေးလေးထိန်းနေမှသူ့အလားပေါ်တာလေအဲ့တော့အမခိုင်းနေမှာအထိန်းထည့်မယ်ပြီးလို့ရှိရင်ဒီအိတ်ကမှပြောင်ဖြစ်နေတဲ့အတွက်နောက်ထပ်အမကြိုက်တဲ့ကယ်ရီဘာရာအယုတ်အပြားလေးထုတ်ပြီးတော့ဒီမှာကတ်မယ်ဆိုတော့တက်ချုပ်လိုက်မယ်ပေါ့နော်မချုပ်ရှင်လို့ရှိရင်လည်းဒီလိုမျိုးကလစ်မှာအပြားလေးကိုကတ်လိုက်ပြီးတော့ဒီမှာပြန်ညှစ်လိုက်လို့ရှိရင်လည်းရတယ်ဒါဆိုလို့ရှိရင်အိတ်ကလည်းကိုကြိုက်တဲ့ဒီဇိုင်းပြောင်းလို့ရတာပေါ့နော်အဲ့တော့အမတို့တွေစထိုးကြမယ်ဒီအတွင်းအိတ်ထိုးနီးအရင်ပါမယ်နော်အတွင်းအိတ်ထိုးနီးလာမယ်ပြန်လို့ရှိရင်အမဒီအထိန်ထိုးနီးနဲ့အပြားထိုးနီးပြမယ်ကြိုးထိုးနီးလာမယ်နော်စထိုးကြမယ်ဒီမှာတော့အိတ်ရဲ့အတွင်းကအိတ်ကလေးကိုထိုးပြမယ်ပေါ့နော်အမတို့အရင်ဆုံးရှင်းကို30လုံးမယ်လုပ်ပြီးလို့ရှိရင်ဒုတိယရှင်းကနေစမယ်ပေါ့အမတို့အိတ်မှာရင်ကို SC နှစ်ခုဝင်လိုက်မယ်တခါတည်းပြီးကြလို့ရှိရင်ကျန်တဲ့29 SC ပြန်ထိုးမယ်ပေါ့နော်27 SC ဆက်ထိုးမယ်ဒီအဆုံးရောက်လို့ရှိရင်အမတို့တွေကအဲ့အဆုံးကရှင်းလေးထဲမှာ SC 3ခုထိုးမယ်အနောက်ကကြိုးစားကိုတခါလေးတင်သွားပါနော်ပြလို့ရှိရင်ဒီနောက်ဆုံးထိကို28 SC ဆက်ထိုးသွားမယ်နော်ဒီကအကောင်လုံးထိုးပြီးလို့ရှိရင် SC အလုံးပေါင်း60ရှိပါတယ်เนาะတခါလေးတခြားပြန်ရေးပြီးစစ်ကြည့်ပါအဲ့ဒါပြီးလို့ရှိရင်ပထမဆုံးလုပ်ခဲ့တဲ့ SC ထဲမှာဝင်ပြီးတော့အမတို့ race list နဲ့သိမ်းမယ် share 1လုပ်ပြီးတော့ round 2ကနေပြီးတော့ round 15 ထိကို SC ကြီးအကုန်လုံးထိုးသွားမယ်ဒီ8 body ရဒါလေးပါပဲပေါ့เนาะအကုန်လုံးထိုးပြီးလို့ရှိရင်အနာသက်မှာအမနဲ့ပြန်တွေ့ပါမယ်အခုတော့တခြားလေးရည်ကြည့်ပြီးထိုးသွားပါเนาะအခုဒီမှာ round 50 ထိပြီးသွားပြီဆိုလို့ရှိရင်အမတို့တွေကအနာသက်ကိုဘယ်လိုလုပ်လဲပြမယ်ပေါ့နော်ဒီအနာသက်ကအမတို့ပုံမှန်ကလစ်ထိုးတဲ့ဟာနဲ့တူတယ်ပေါ့ဒီကောင်ကိုနောက်ကိုပြန်လှည့်ယူပြီးထိုးရတဲ့နည်းပေါ့လို့ခြီကိုအဲ့လိုကင်ပြီးလို့ရှိရင်အောက်ကိုလှည့်ရတာအောက်ကိုလှည့်ပြီးတော့နောက်ထပ်ရှိန်တစ်ခုတည်းကိုဝင်ပြီးတော့ကြိုလန်းဆွဲပြီးတော့ရှီကိုယူတယ်ပြီးကြလို့ရှိရင်နောက်ကကြိုလက်ထဲကကြိုပြန်ဆွဲတယ်ပြန်ပြမယ်နော်အောက်ကိုမှောက်လိုက်တယ်နောက်ထက်ကရှင်းကိုသွားပြီးဝင်လိုက်တယ်ကျိုးလန်းဆွဲပြီးတော့ SC တစ်ခုလုပ်လိုက်တယ်ဒီလိုလေးပါပဲเนาะအောက်ကိုယူရပါเนาะအောက်ကိုယူပြီးမှောက်ယူတယ်လန်းဆွဲတယ် SC လုပ်လိုက်တယ်အဲ့လိုပုံစံနဲ့ဒီအနားတွေအကုန်လုံးကိုကွတ်သွားမယ်ပြီးလို့ရှိရင်အမတို့ကျိုးလေးဖြတ်ပြီးတော့ဒီကျိုးစားမမြင်အောင်တက်အောင်ပဲပေါ့နော်ဒီပြလို့ရှိရင်ဒီအမတို့ပထမဆုံးထုတ်ခဲ့တဲ့နက်ဖက်တွေကိုဒီအိတ်ကလေးကိုထည့်မယ်ဒါဆိုလို့ရှိရင်အမတို့ဒီအိတ် body နဲ့နက်ဖက်လေးပြီးပေါ့နော်ကျိုးဒါလေးကကြတော့အမောင်လက်ကင်ကိုထိမ့်မဲ့ဒါလေးထုံးမယ်ပေါ့နော်ချင်းကိုအမ19ထုတ်လိုက်ပြီးတော့slit 18ခုပြောင်းဝင်တယ်slit တော့မို့ SC ဝင်ကျင်လည်းရတယ်နော်ကိုလာသလိုထုတ်လို့ရပါတယ်ပြီးလို့ရှိရင် shade 1နဲ့ပြန်လှည့်ပြီးတော့ဒီ slit stick ကိုပဲ back loop ပဲ back loop only ပဲဝင်မယ်ပေါ့နော်ဒီကောင်နောက်ကဟာလေးပဲဝင်ပြီးတော့ slit stick ပြန်ဝင်မယ်နှစ်ခုရှိလို့ရှိရင်အနောက်ကဟာကိုယူပြီးတော့အဲ့မှာပဲဝင်ပြီးတော့ slit stick လေးပြန်ဝင်မယ်အဲ့ဒီတိုင်းဆက်ထိုးမယ်ပြီးလို့ရှိရင်ကြိုးဖြတ်လို့ရပြီနော်ကျိုးဖြတ်မယ်ဆိုလို့ရှိရင်အမကရှည်လေးဖြတ်မယ်ပေါ့နော်ကျိုးရင်းနဲ့ရှည်လေးထားပြီးဖြတ်ပါနော်အမတို့ကဒီကောင်ကိုပြန်ပြီးတော့လက်ကင်တစ်ခုမှဝင်ပြီးရှုံပါဆိုတော့နည်းနည်းရှည်လေးဖြတ်ရမယ်အမအစပိုင်းအောင်တော့ကျိုးသိမ်းလိုက်မယ်အကောင်မလို့ဘူးပေါ့နော်အမတို့အဲ့ဘက်အချမ်းမှာကျဲသေးတစ်ခုတက်မှာဆိုတော့တက်ပြီးလို့ရှိရင်ထုံးစံတိုင်းမိကြီးလေးနဲ့ကျိုးထိမှာနော်ဒီကအမတို့တည်တဲ့ဟာကျိုးလေးပါပဲရှင်းကိုနှစ်ခါယူမယ်ယူလို့ရှိရင်ဒီမှာတစ်ခါ
စီဝင်သွားမယ်ဒါလိုလိုလက်မယ်နော်လက်လာမယ်နော်လက်ပြီးလို့ရှိရင်မှာတစ်ခါဒီနှစ်ခုရှိသွားမှာဒီမှာဝင်ပြီးတော့ကျိုးစားကိုယူမယ်ဝင်မယ်ပြန်လဲမယ်ဒီမှာနှစ်ခုရှိပြီဆိုလို့ရှိရင်ဒီနှစ်ခုတည်းကိုဝင်ပြီးတော့ရှိမယ်ဆွဲမယ်လိုလေးဖြစ်သွားလိုက်မယ်လိုလေးဖြစ်နေတဲ့လက်ဆောင်ကိုပြန်ပြီးတော့ခေါ်မယ်ရှိမယ်အဲ့တော့ဒီတိုင်းဆက်ထုံးမယ်နော်ဒါကအမအိမ်မှာတက်မယ်ကပီပေါ်တာလေးပေါ့နော်ဖလက်လေးထိုးထားတာလိုလေးတက်မှာဒီကလေးလေးနဲ့လိုလေးတက်မှာဒါပြီးပြီကျတော့ဒီလက်ကင်မှာတက်မယ်ဟာကအမဆော့ဆော့ကကျိုးဖြတ်ထားတဲ့ကျိုးအရှည်ထားတဲ့တစ်ခုကိုဒီဘက်မှာဒီလိုအိတ်ကလေးကိုဒီလိုချွေလို့ရလာတဲ့ site ကလေးပဲရှုပ်ထားတယ်ပေါ့နော်တေးသေးလေးပဲဒီမှာထပ်ပြီးလို့ရှိရင်အမတို့ကဒီမှာနှိပ်စီတက်မယ်ဒီမှာနှိပ်စီတစ်ခုတက်မယ်ကြလို့ရှိရင်ဒီဘက်မှာနှိပ်စီတစ်ခုတက်မယ်အမတို့ကအိတ်ကိုဒီလိုလေးပြန်တိုင်းကြည့်လိုက်ပါတော့ဒီလိုလေးလုပ်ပြီးလို့ရှိရင်ဒီလိုပတ်မှာအမတို့တွေကဒီမှာဒီအောက်မှာဒီမှာကတစ်ခုတက်မယ်ဒီမှာတစ်ခုတက်မယ်နော်အကုန်လုံးထိုးပြီးသွားရပါတော့အမကျိုးလည်းထိုးပြီးဒီကောင်ကလည်းခလုတ်လေးပါတက်ပြီးတော့အမအလားစင်တာလေးလည်းဒါကတော့ကောနဲ့ကတ်ထားတာပေါ့နော်ထိတ်ကလေးကိုဒီအယုတ်ကလေးကိုကျတော့ကျန်တဲ့ဟာကတော့တက်နဲ့လိုက်ရှုပ်ထားတာပေါ့အဲလည်းအပြောက်ရှိနေပဲရှုပ်ထားတာဒီရှိစားရတော့မသိရသေးဘူးဒီကောင်လေးဖြတ်လာအောင်မယ်ယူနေစီနေပဲအမသုံးထားတာပေါ့နော်ရတယ်နော်အေးစီစီပဲပြောက်ချီဒီကောင်တက်လိုက်တော့လေတော်တော်အဆင်ပြေသွားတယ်အမဆိုလို့ရှိရင်ဖုံးထုတ်လာလဲတော်တော်အဆင်ပြေဒီဂျားတွေကနေဆွတ်ထုတ်လိုက်အောင်မယ်ဒါဆိုလို့ရှိရင်ကလစ်လေးနဲ့ထည့်ထားတာညှက်ထားတာအမပေါ့နော်အခုဒီကျိုးကိုအမတို့ဒီခွင်းရှင်မှာတက်ကြမယ်ခွင်းရှင်မှာတက်တာကကျတော့အမဒီအပ်နဲ့ပဲလာရှုပ်တာပေါ့နော်သူရဲ့ဒီအိတ်ကျိုးမှာပဲပြီးတော့ချွတ်လိုက်တာပေါ့နော်အမအခုဗီဒီယိုတိုင်းမှာလိုက်ရှုံရင်ရပါတယ်အမဒါကိုကြော်ပြီးမကြော်ထားဘူးပေါ့နော်သိချင်ကြည့်လို့ရအောင်လို့ဒီတစ်ပတ်ချုပ်ပြီးပြီဆိုလို့ရှိရင်ကျန်တဲ့တစ်ဖက်ကိုလည်းအမဒီဗီဒီယိုမှာပြသလိုပဲလိုက်ပြီးရှုံမယ်နော်အကုန်လုံးပြီးသားပြီဆိုလို့ရှိရင်ကျိုးကိုဒီအိမ်မှာပဲလမ်းတွယ်မယ်ပေါ့နော်ဒီအောက်ကနက်ဘက်မှာတွေ့လဲရသလိုဒီအပေါ်မှာတွေ့လဲရတယ်ပေါ့အဲ့တော့အမတော့အပေါ်မှာပဲတွေ့လိုက်တော့မယ်ဒီအောက်အပေါ်မှာတွေ့လို့ရှိရင်အောက်ကနက်ဘက်ကအကုန်ပြုံးမကြသွားအောင်နော်အမတော့အပေါ်မှာအထင်းချုပ်ထားပြီးသားဆိုတော့အဆင်ပြေတယ်အလားစင်တာလေးတဲ့ကိုကြိုက်တာလေးဆင်လို့ရတယ်နော်ကိုကြိုက်တဲ့အယောင်လေးတွေနဲ့လုပ်လို့ရတယ်သူအိတ်ကလေအမတို့ဒီဟမ်းမိတ်ကျိုးနဲ့ပုံလာတယ်လို့ခံစားရတယ်ဟိုပီယူကျိုးတက်စားလို့ရှင်အခုဘေးနှစ်ဖက်မှာတက်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အိတ်ကအကုန်လုံးပြီးသားပါပြီအဆုံးလေးကြည့်ပြီးရတဲ့အတွက်ကျေးဇူးပါနော်အကုန်လုံးကိုလိုက်ထိုးကြည့်ကြပါအရန်လာတယ်ဒီလိုအိတ်ကိုပဲနောက်တဲ့အိတ်အကြီးတစ်လုံးနဲ့ထိုးပြအောင်မယ်မဟုတ်လားအားလုံးပဲကျေးဇူးပါ